ကဲဘာချက်ချွေတာတဲ့အနေနဲ့3500ရန်ဟင်းပွဲတစ်ပွဲချက်ပြမယ်နော်တလုံး600ရန်ဘဲဥလေးလုံးကိုပြုတ်ထားပါမယ်အစာပလာအတွက်ဂျင်းတုံဖြူနီးနနွင်းမောင်ငရုတ်ဒီမုံတို့ကိုရောပြီးထောင်းထားလိုက်ပါမယ်ရှင်ပြီးတော့အာလူးလေးတွေကိုအတုံးလေးတွေတုံးပြီးတော့အရသာလေးနဲ့ထားပါမယ်ရှင်အာလူးကတော့1000မိုးလောက်ရှိမယ်ပေါ့နော်စီပူလာရင်အာလူးလေးတွေကိုအရင်ထည့်ပြီးတော့ကြော်လိုက်ပါမယ်အာလူးလေးတွေတင်းတင်းရင်းရင်းလေးဖြစ်ပြီးဆိုရင်ခဏဆယ်ထားလိုက်မယ်နော်ပြီးတော့ခုနထောင်းထားတဲ့အစာပလာလေးတွေကိုထည့်ပြီးတော့ချက်ပါမယ်အနံ့လေးတွေမွေးလာအောင်စီတက်ပြီးရင်ခရမ်းရည်လေးတွေထည့်ပြီးတော့လုံးပါမယ်ရှင်ရတာအတွက်စားရဲစတားမုံရဲငန်းပြားကြီးတွေထည့်ပြီးတော့တစ်ခါလေးလုံးပါမယ်ခရမ်းရည်နီအနည်းလေးရအောင်လို့ရည်နွေးလေးထည့်ပြီးတော့တခြားလေးချက်ပါမယ်ရှင်ပစ္စည်းပြင်လာရင်အာလူးကြော်ထားတာလေးတွေကိုထည့်ပါမယ်ပြီးတော့ဘဲဥလေးတွေကိုနှစ်ပိုင်းပိုင်းပြီးတော့တစ်ခါထည့်လိုက်ပါမယ်ရှင်ကဲဘဲဥလေးတွေအာလူးလေးတွေကြည့်မတွားအောင်လို့တခြားလေးမွေးမယ်ပေါ့နော်ချင်းအတွက်မက်လင်ကြောက်လေးကိုရည်နွေးဖြောပြီးတော့ထည့်လိုက်ပါတယ်ရှင်ကဲအနံ့လေးမွေးရအောင်မဆလာလေးအုပ်ပါမယ်ပိုးပြီးတော့မွေးရအောင်လို့ပင်စိမ်းလေးတွေပါအုပ်လိုက်ပါတယ်ရှင်ခုဆိုလို့ရှိရင်အနံ့အရတာနဲ့ပြည့်စုံတဲ့ကျမရဲ့အာလူးဘဲဥချက်လေးရတော့ပါပြီရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်